ဖြစ်သွားပါတယ်နှစ်ဆဖြစ်သွားတဲ့အတွက်ကြောင့်မလို့တကယ်တော့ဒုံးကြီးကောင်းလို့အဖျားကျသွားတာမဟုတ်ဘူးသူ့ကိုဆေးနှစ်ဆလို့တိုက်လိုက်မိတယ်နှစ်ဆလို့သူ့ခန္ဓာထဲကိုရောက်အောင်လုပ်သွားတဲ့အတွက်ကြောင့်မလို့အဖျားကျသွားခြင်းပဲဖြစ်တယ်ဒါဒီရဲ့ဘိုင်းမှာကလေးတွေအဖျားမကျတဲ့ပြဿနာကိုပေါ့နော်မိဘတွေရောတချို့ကျမကြီးဝန်ထမ်းတွေဆရာဝန်ဆရာမတွေလည်းအလုံးစိတ်ညစ်ရတယ်စိတ်ပူရတာလေးတွေရှိပါတယ်အဲ့တော့အဖျားမကျတဲ့အချိန်မှာကျွန်တော်တို့အားလုံးကအဖျားကျစေချင်တာပေါ့နော်အဖျားတက်တာကအရေးကြီးတယ်အဖျားမကျလို့ဆိုတာလေးတွေတွေ့ရပါတယ်ငကိုတော့ဆိုစီတစ်ခွက်လောက်တောက်လိုက်ရင်ကျတယ်အခုတော့မကျဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဲ့အဖျားမကျလို့ဆိုပြီးရဲ့အချိန်မှာမိဘတွေတချို့ကျမကြီးဝန်ထမ်းတွေမှားယွင်းတတ်တဲ့လေးထားလေးရှိတယ်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်နော်ပထမတစ်ချက်ကတော့ကျွန်တော်တို့အဖျားမကျလို့ဆိုပြီးတော့ဒုံးကြီးတို့ဂျိုရူတို့ suppository ထည့်တာပေါ့နော်အဲ့တော့ဒုံးကြီးတို့ suppository တို့ဆိုတာဂျိုရူတို့ဆိုတာလည်းဆရာတို့ paracetamol ရှိတယ်တခြားဆေးတွေ diclofenac တို့ဒါမျိုးတွေရှိပါတယ်เนาะအဲ့တော့အဓိကကတော့ကျွန်တော်တို့ကခလေးတွေမှာကကျွန်တော်တို့ကဒီဖျားတဲ့နားတဲ့အချိန်မှာ paracetamol လေးတစ်ခုကိုပဲသုံးစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဖျားတဲ့အချိန်မှာခလေးလေးတယောက်ကို paracetamol သတ်မှတ်တဲ့ပမာဏပေါ့နော်125အားဖြစ်ဖြစ်250အားဖြစ်ဖြစ်ကျွန်တော်တို့တိုက်ရမယ်ဆိုရင်ပါဇက်ကတိုက်ခိုင်းပါတယ်အများစုကပါဇက်ကတိုက်လို့ကျွန်တော်တို့က6နာရီကြာတိုက်ရမယ်ဆိုရင်6နာရီပြည့်တဲ့နောက်တစ်ချိန်မှာကျွန်တော်တို့ကပါဇက်ကထပ်တိုက်ပါမယ်အကယ်၍အဲ့ဒီအချိန်မှာခလေးကအိပ်ပျော်နေတာတို့နော်တိုက်ရခက်လို့အကယ်၍တခါတရံဒုံးကြီးဂျိုရူထည့်ခြင်းနဲ့ဆိုရင်ထည့်လိုက်ပါဒီနေရာမှာအများစုမှားရင်းကြတာကဘာဖြစ်လဲဆိုတော့ဆရာကြီးအဖျားမကျလို့ဆေးတိုက်တော့အဖျားမကျဘူးကျမတို့ဒုံးကြီးလေးထည့်လိုက်တော့မှအဖျားကျတယ်ဘယ်လိုလုပ်လိုက်တာလဲဆိုတော့အခုပဲဆေးတိုက်တယ်နိုင်ဝက်45မိနစ်တနာရီမှာတို့ကအဖျားမကျလို့ဆိုပြီးတော့ကျွန်တော်တို့ဒုံးကြီးထပ်ထည့်လိုက်တယ်ဒါကမကောင်းပါဘူးဘာဖြစ်သွားလဲဆိုတော့ဒီခုန125တိုက်ရမယ်ခလေးကိုကျွန်တော်ကပါဇက်က125နဲ့တိုက်ပြီးသွားတဲ့အချိန်မှာဘာဖြစ်လဲဒုံးကြီး125သွားထပ်ထည့်လိုက်တော့သူ့အတွက်ကနှစ်ဆသူ့ရဲ့ကိုယ်ခန္ဓာသူ့ရဲ့အသေးထဲမှာပါရာစီတမောဓာတ်က250အားနှစ်ဆဖြစ်သွားပါတယ်နှစ်ဆဖြစ်သွားတဲ့အတွက်ကြောင့်မလို့တကယ်တော့ဒုံးကြီးကောင်းလို့အဖျားကျသွားတာမဟုတ်ဘူးသူ့ကိုဆေးနှစ်ဆလို့တိုက်လိုက်မိတယ်နှစ်ဆလို့သူ့ခန္ဓာထဲကိုရောက်အောင်လုပ်သွားတဲ့အတွက်ကြောင့်မလို့အဖျားကျသွားခြင်းပဲဖြစ်တယ်ဒါဟာလည်းကောင်းတဲ့ကျွန်တော်တို့အလေးထားနဲ့နောက်တစ်ခုကကျတော့ကောင်းတဲ့အကျိုးဆက်မဟုတ်ပါဘူးသူ့မှာခလေးမှာဒီဆေးတံကိုခံလိုက်ရတယ်ပေါ့ကျွန်တော်တို့ဖျားတယ်ဆိုတဲ့ဟာကကျွန်တော်တို့အကြောင်းရှိလို့အကျိုးဖြစ်တာပေါ့နော်ဖျားရခြင်းအကြောင်းရင်းရှိပါတယ်ဖျားတယ်ဆိုတာကျွန်တော်တို့ကလက္ခဏာတစ်ခုလေးပါဒီဖျားတာလေးကိုတက်တာသွားရုံနဲ့ကျွန်တော်တို့ဒီအခုခံစားနေရတဲ့ယောဂဝေဒနာအကုန်လုံးပြပြတ်သွားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကအဖျားကိုတအားကြီးချဖို့မကြိုးစားပါနဲ့ကျွန်တော်တို့အဖျားကိုဒီဘက်ကချတာလည်းအရေးကြီးတယ်လို့ဒီဘက်ကဘာလဲအရေးကြီးတယ်သူ့ရဲ့ဖျားရခြင်းအကြောင်းရင်းကိုရှာဖွေကုသပြီး